နိုင်နေပါတယ် နာနဲ့တစ်ဆယ်ကိုလည်းတော့အရှုံးရှာအာနာဆုံးရှုံးရတဲ့ခန္ဓာမှာအားရခံပြီးသာသမီဒီနေရာမှာစူးစူးစီစီနဲ့မြို့သားရဲ့စိတ်နဲ့အရေးမြို့သားရဲ့အတိတ်နဲ့နာပြီးစူးစီးစုံပေါ်လာတဲ့တော့လည်းဒီတော့လည်းအထူးအားကောင်းပြီးပါတယ်အရှင်ကြီးပါဗျာရခိုင်လူရခိုင်သားလေးကိုရိုးဇာတိတွေနဲ့အောင်မတယ်မဝိတယ်ညာဒီမှာဒီမှာတော့ပြီးနေဆိုပြီးတော့နော်လာတဲ့တော့လည်းဝင်နေပြီပါစိတ်ထဲမှာဝင်နေဝင်လာတယ်ပေါ်တော့ဘယ်နဲ့ဒီလာစားတယ်ဟာဒီမှာဇာဝန်တော့ဒီလိုတော့ကအကောင့်ပေါ်အမှန်ကြီးဖိုင်တယ်ဒီမှာစူးစင်းပြီးဆိုတော့လည်းကျွန်တော်တို့အားရခံပြီးဆုံးရှုံးထားတဲ့ရှုပ်ရှာအာဏာကိုပြည်ရရာယူပြီးအရှင်းပြီးပြောဆောင်ရအောင်ကောင်းတယ်ဘုံတိတ်ကရှိရအမှုပေါ့ကိုပြည်လို့တိဆောက်တော့ရှာတော့ရှိဘောပါဟုတ်ပါတယ်ဟုတ်ပါတယ်ရခိုင်ကတော့ဒီအမိုင်းကိုတော့ဒီတော့စကားရှိရတယ်တော့ရှာတော့မခမရီရှာမဘီဘောဆုံးရတာတော့မစကားတော့ဖရတယ်ဘုံဘုံဒီကလည်းအမိုင်းတော့ဆိုင်တာစကားလေးတော့ဘာသာပြီးထိုင်နေပေါ်လာတယ်တော့ဒီအမိုင်းတော့ထေကကိစ္စလေးကိုရီပေါ်နေဆိုတာဇာလို့ခဲ့ဘူးလေအပိစကားတရှုံးနဲ့ကျွန်တော်မှာအတိထားတော့တဲ့မျိုးသားရဲ့အတိတရာဒီအမျိုးတော်ဒီလက်ဆိုင်ဒီကို program လုပ်ပါတယ်ကျွန်တော်ကတော့ကစာပီဒီကားပိုင်းမှာသူ့ဆိုင်စာရေးစာဒီတာမှလို့ဘုံတော့စာပီထားဖို့တင်ပို့ထားတယ်ဒါဒီလိုလည်းတင်ပို့ထားပါတယ်။အပြားလေးပြုလုပ်နေတယ်။လူများရေးဆိုအပြားလေးတော့ပေါင်းထားပြီးပါတယ်။ဒီကကျွန်တော်ကရခိုင်လူခိုင်သားတွေနဲ့ပြည်စုလို့ရှိရဲအပြာရှိတဲ့ဘိုးရဲပရမိုင်းဆိုရဲကိုရောအဖားခိုင်ပြီးသာသမီဒီရဲတော့ပါလေသာသမီမြေပိုင်းအဖားခိုင်ပြီးသာသမီရှိပါအပြာဘိုးရဲဆိုရဲတော်ရဲအပြာမျိုးသားရဲအပြာနိုကာရဲအပြာဘိုးရဲဆိုရဲတော့လည်းအပြာစရာဒီစေပြီးတော့ဆိုမှပြောင်းလို့အားရတယ်ဒီလိုမျိုးဒီကကောင်းကောင်းဆိုရဲ